ကောင်းကောင်းတည်တယ်ကောင်းကောင်းရှန်ဂရီလာတဲ့သူကတော့သူတို့ပြောတာတော့19တက်ခွေတဝက်လောက်ပဲတက်ရတယ်ပြောတာပဲကျွန်တော်တို့ကတော့ဟိုခွေ190လောက်တက်လာရတယ်ထင်တာသူတို့က19တက်ပဲပြောတာသူတို့ကခွေ190လောက်ကပ်ပါမှမသိတော့19ရပြီပြောသူတို့ပြော19တက်ခွေတဝက်ပဲရှိသေးလားမှန်ပါလေဟိုမှာလမ်းရှိသေးတယ်အဲ့လမ်းလေးဆက်သွားတယ်ဟိုဘက်ထက်ကွေ့အောင်အဲ့ဒါမှဟိုဘက်ကရားဘက်ရောက်ပါဟိုတော့တိတ်မင်းလာကြည့်မနေ့ကပြောရင်တော့တိတ်မင်းစောသေးလို့တဲ့စောသေးဟုတ်ကဲ့ပါပြောပါဟုတ်ကဲ့ပါပြောတန်ပါကြီးဟိုကဦးလိုက်တော့ဒီပါရပါဒီအကြီးနဲ့ဖြည်းဖြည်းတက်ပါဗျာညမ်းမဲ့တော့ထုတ်တယ်အခုအာဒီဗီရောဘယ်ရအစုံမညလုံးညတော်တော်ရေးတယ်မဘလောက်ထိပေါင်းလားတော့အာဒီဗီအောက်မှာထားခဲ့တော့အာဒီဗီအောက်မှာထားခဲ့တိမ်မနဲ့တိမ်ရတော့မဖြစ်သေးဘူးတဲ့8နာရီလောက်မှဟိုဘက်နားလေးပဲနည်းနည်းပဲရှိသေးတယ်ရှန်ဂရီလာပေါင်းလောင်းရှန်ဂရီလာတဲ့တိမ်ရဲ့ဒီကနည်းနည်းရှိနေသေးတယ်နော်ဘာတော့နေရင်ပြောနေတာပါပြန်မယ်ငါပြန်ကြရအောင်အဖရင်မရောက်သေးဘူးလားရှိတယ်တော့တဘာဝအလှဟောလာရှူကင်းများနေလားပြန်ပါဟုတ်တော့ဒီလိုစိတ်ချမ်းသာစရာကောင်းတဲ့အမြင်ကွင်းလေးရဖို့ကျွန်တော်တို့မနေမနာမောင်းလာကြတယ်အောက်ပါလေဟိုလမ်းဟိုအဲ့လိုမျိုးအကွေပေါင်းအထက်ပေါင်းများစွာကျွန်တော်တို့ကြော်လာခဲ့တယ်ဟုတ်ကဲ့ကျေးဇူးပါ